မင်္ဂလာပါကိုယ့်ရဲ့မတ်ဆူလေးတဲ့ဒါမှမဟုတ်ခေါင်းထဲမှာရှင်နေတဲ့စစ်ကူးတစ်ခုကိုပေါ့နော်လူတွေစိတ်ဝင်စားမဲ့ whiteboard animation video လေးတစ်ခုဖြစ်ပြောင်းပြလိုက်ခြင်းလားအဲ့ဒါဆိုရင်တော့ဒီနေ့ရှင်းပြမယ်အကြောင်းအရာကအသုံးဝင်မှာပါ AI tools တွေကိုပဲသုံးပြီးတော့လေအဲ့လို video မျိုးကိုဘလို့လွှမ်းလဲခုဖန်တီးလို့ရမလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်ကဲအားလုံးပဲအဆင်ဖြစ်ဖြစ်စလိုက်ကြရအောင် ဟုတ်ပါတယ်ရိုးရိုးစာအုပ်ထဲကမစွတ်တူလေးကနေအခုမြင်နေရတယ်လို့မျိုးအထက်ဝင်လှရှာနေတဲ့ဗီဒီယိုတစ်ခုဖြစ်လာဖို့ဆိုတာလေအရင်ကဆိုရင်ကဒါကတော်တော်ကိုလမ်းဝဲတဲ့ image တစ်ခုလိုပါပဲဒါပေမဲ့အခုခေတ်မှာတော့ AI ရဲ့ကူညီနေဆိုရင်ဒါကလုံးဝကိုလက်တွေ့ဖြစ်လာနေပါပဲကဲဒီလိုဗီဒီယိုမျိုးကိုဘယ်လိုဖန်တီးမလဲဆိုတာကိုအစင်လိုက်အတူတူလေးလိုက်ကြည့်ကြရအောင် ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုပေါ်ပြီးတော့ရှင်းရှင်းလေးမြင်သွားအောင်လို့အိမ်တစ်လုံးစောက်တာနဲ့ခိုင်းတိုင်းပြီးပြောပြချင်ပါတယ်စဉ်းစားကြည့်လေဗီဒီယိုအတွက်ရေးထားတဲ့ script ဆိုတာကအိမ်တစ်လုံးရဲ့ blueprint အဆောက်အအုံဒီဇိုင်းပုံချင်ပဲပေါ့ပြီးတော့ကျွန်တော်တို့သုံးမဲ့ AI tools တွေကဘာတွေလဲဆိုတော့ကျွန်တော်တို့ရဲ့စောက်လို့ရဖွဲ့အလုပ်သမားတွေပါပဲအဲ့ဒီတော့အားလုံးပြီးသွားရဲ့အခါမှာခိုင်ခါပြီးလောက်ပါတဲ့အိမ်တစ်လုံးရသလိုမျိုးအရေးသွေးမြင့်တဲ့ဗီဒီယိုကောင်းတစ်ပုဒ်ထော်လာမှာပေါ့ ဟုတ်ပြီဒီနေ့မှာတော့အဓိကအဖြစ်အပိုင်း၅ပိုင်းတွေပြောပြသွားပါမယ်ပထမဆုံးအခြေခံအုံမြချမယ်ပြီးရင်ပုံညံဒီဖန်တီးမယ်အဲ့ဒီပုံကို animation ဖြစ်အောင်လုပ်မယ်နောက်ခံစကပြောအတန်ထည့်မယ်နောက်ဆုံးမှာတော့အားလုံးကိုပေါင်းပြီးဗီဒီယိုဖြစ်အချောတက်မှာဖြစ်ပါတယ်ကဲအပိုင်းတစ်ကိုစားလိုက်ကြရအောင်ဒါကတော့ဗီဒီယိုအတွက်အခြေခံအုံမြချတဲ့အပိုင်းပေါ့ခုနကပြောတဲ့အိမ်ဆောက်တဲ့ဥပမာအတိုင်းပဲအိမ်ကောင်းတစ်လုံးဖြစ်ဖို့ blueprint ကတက်ဆိုရင်ဗီဒီယိုကောင်းတစ်ပုဒ်ဖြစ်ဖို့တန်လဲ script ကောင်းတစ်ခုကအရာအားလုံးရဲ့အစပါပဲ လုံးရမယ့်အဆင့်တွေကတော်တော်လေးကိုယူရှင်ပါတယ်ပထမလုံးအနေနဲ့ကိုလုတ်ချင်တဲ့ဗီဒီယိုအတွက် script ကိုအရင်ရေးရပါမယ်အဲ့ဒါပြီးတော့ပြီဆိုရင် notebook LM ထဲမှာ notebook edit ကိုဖွင့်ပြီးအဲ့ဒီ script ကို upload လုပ်လိုက်ရုံပါပဲဒါကဘာလုပ်လိုက်တာနဲ့တူလဲဆိုတော့ AI ကိုပြောလိုက်တာပေါ့ကဲဒီ script တွေကအကြောင်းအရာကိုပဲအခြေခံပြီးတော့လုပ်ပေးပါဆိုပြီးလမ်းညွှန်ပေးလိုက်တာမျိုးပါမယ် ဟုတ်ပြီအခြေခံ blueprint တဲ့ script အစတင်ဖြစ်ပြီးအုံမြင့်ချပြီးဆိုတော့အပိုင်းနှစ်ကိုဆက်သွားကြအောင်ဒီအပိုင်းကတော့ပုံချမ်းတိဖန်တီးတဲ့အပိုင်းပြောရရင်ကျွန်တော်တို့ရဲ့စိတ်ကူးတွေကိုအမြင့်ပိုင်းဆိုင်ရာပုံဖော်ကြတော့မှာပါပုံဖော်ဖို့ပထမဆုံးနည်းလမ်းကတော့ Notebook LM ကိုတိုက်ရိုက်သုံးတာပါပဲအရန်လွယ်ပါပဲ AI ကို hand-drawn style one slide short length ဆိုတဲ့ရိုးရှင်းတဲ့ prompt လေးတစ်ခုပေးလိုက်အောင်ပါပဲဒီ prompt ရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့ပေးထားတဲ့ script တစ်ခုလုံးရဲ့အဓိကချက်တွေကိုလမ်းနဲ့ဆွဲထားတဲ့ပုံစံမျိုး slide တစ်ခုထဲမှာအချင်းချုပ်ပြီးပုံဖော်ပေးပါလို့တောင်းဆိုလိုက်တာပါဒါပေမဲ့တစ်ခါလေကြာရင် Notebook LM ကပုံမထုတ်ပေးနိုင်တာမျိုးဖြစ်တတ်ပါတယ်အဲ့လိုအခါမျိုးမှာဆိုရင်တော့နောက်တစ်နည်းရှိပါတယ် Google ရဲ့ AI model တစ်ခုဖြစ်တဲ့ Gemini ကိုအဖြုံပြထားတဲ့ Nano Banana Pro လို့2မျိုးကိုသုံးလို့ရပါတယ်ဒီမှာသုံးတဲ့ prompt ကနည်းနည်းပိုပြီးအသေးစိတ်ကျသွားပါပြီတွေ့တဲ့အတိုင်းပဲ widescreen 69ဆိုပြီးဗီဒီယိုတွေအတွက် standard ဖြစ်တဲ့ format ကိုသတ်မှတ်ပေးထားသလို infographic ပုံစံမျိုးနဲ့ဖန်တီးပေးဖို့ကြောင်းဆိုထားတာပါ ကဲအခုဆိုရင်ကျွန်တော်တို့လက်ထဲမှာဗီဒီယိုအတွက်ပုံချမ်းအဆင့်ဖြစ်နေပါပြီဒါပေမဲ့ဒါဟာရက်နေတဲ့ပုံမရှိသေးရလဲဟုတ်တယ်မလားဆိုတော့အပိုင်းတောင်းမှာ speed paint score ဆိုတာ2ကိုတောင်းပြီးဒီပုံမဲကိုအသက်ဝင်လောက်ရှာလာအောင် animation ဖန်တီးကြပါမှာ ဒီမှာလောက်ရမယ့်အဆင့်တွေကတော့တကယ်ကိုလွယ်ပါတယ်ပထမဆုံး AI ကနေရလာတဲ့ပုံကို speed paint မှာ upload လုပ်လိုက်မယ်ပြီးရင်ပုံဆွဲတဲ့အချိန်ဘယ်လောက်ကြာမလဲဆိုတဲ့ sketching duration နဲ့ဘယ်လိုလက်ပုံစံနဲ့ဆွဲမလဲဆိုတဲ့ hand style ကိုကြိုက်တယ်လို့ရွေးလို့ရပါတယ်ကျန်တဲ့ settings တွေကတော့ဘာမှပြောင်းစရာမလိုဘူးသူမူလာတိုင်းပဲထားလိုက်ပါပြီးတာနဲ့ animate ဆိုတဲ့ clock ကိုနှိမ်လိုက်ရုံပဲဒါဆိုရင်ခဏလေးစောင့်ပြီးတာနဲ့ MP4 video file ကို download ဆွဲလို့ရပါတယ် ကဲ look ရှာနေတဲ့ animation လေးလည်းရပြီဆိုတော့နောက်တစ်ဆင့်တက်အောင်အပိုင်း၄ပါဒီအပိုင်းကတော့ကျွန်တော်တို့ရဲ့ video အတွက်နောက်ခံစကြောင်းတန်ထည့်သွင်းတဲ့အပိုင်းပဲဖြစ်ပါတယ်အတန်ထည့်သွင်းဖို့အတွက်ရွေးချက်စရာနီးလိုက်နှစ်ခုလောက်ရှိပါတယ်တစ်ခုကတော့ကိုယ်တိုင်ပဲအတန်ဖန်ဆက်သုံးပြီးကိုယ့်အတန်နဲ့ဖန်သွင်းတာပေါ့နောက်တစ်နည်းကတော့အဲ့ဒီလိုမလုပ်ချင်ဘူးဆိုရင်11 labs လို့ AI tool တွေကိုသုံးပြီးတော့ကျွန်တော်တို့ရေးထားတဲ့ script ကနေတဘာဝကျပြီးတည်တက်တဲ့အတန်ဖန်ကိုတိုက်ရိုက်ဖန်တီးယူလို့လည်းရပါတယ် ဟုတ်ပါပြီအခုဆိုရင်ကျွန်တော်တို့နောက်ဆုံးအဆင့်ဖြစ်တဲ့အပိုင်း5ကိုရောက်လာပါပြီဒီအပိုင်းမှာတော့ကျွန်တော်တို့အဆင့်ဆင့်ဖန်တီးလာခဲ့တဲ့ animation file မူရင်းပုံပြီးတော့အတန် file အဲ့ဒီအစိပ်ပိုင်းအားလုံးကို Pictory ဆိုတဲ့ tool ထဲမှာပေါင်းဆက်ပြီးတော့ video အဖြစ်အချို့ထကြရမှာပါ Pictory ထဲမှာဆိုရင် text to video ဆိုတဲ့ feature ကိုသုံးပြီးကျွန်တော်တို့ရဲ့ script ကိုကိုးထည့်လိုက်ရုံပါပဲဒါဆိုရင် Pictory ကအရန်တော်တဲ့ script ထဲကစာကြောင်းတွေအလိုက် scene တွေကိုသူ့ဟာလာသူအလော်လျောက်ခွဲပေးတော့ပါလိမ့်မယ်ပြီးရင်တော့အဲ့ဒီ scene တွေပေါ်မှာကျွန်တော်တို့ speed paint ကိုနေရလာတဲ့ animation video နဲ့မူရင်းပုံကို upload တင်ပြီးနေရာကြချလိုက်မယ်နောက်ဆုံးအနေနဲ့11 labs ကနေရလာတဲ့အတန် file ကို project တစ်ခုလုံးအတွက်နောက်ခံအတန်ဖြစ်သတ်မှတ်ပေးလိုက်တာနဲ့အားလုံးဖြစ်ပြီးဆုံးသွားပါပြီ
ဒါပေမဲ့ဒီနေရာမှာအရေးကြီးတဲ့အချက်လေးတစ်ခုတော့သတိပြုစေချင်ပါတယ်အဲ့ဒါကတော့ဒီနေ့သုံးပြသွားတဲ့11 labs တို့ Pitri တို့လို AI tools တွေရဲ့ feature တွေဈေးနှုန်းအစီအစဉ်တွေကအချိန်နဲ့အများပြောင်းလဲနေနိုင်တယ်ဆိုတာပါပဲဆိုတော့အခမဲ့သုံးလို့ရတဲ့ plan နဲ့အခမဲ့ plan တွေကြားမှာဘာတွေကွာခြားလဲဆိုတာကိုတေချာလေ့လာပြီးသူတို့ရဲ့လက်ရှိအခြေအနေကိုအမြဲတမ်းစစ်ဆေးကြည့်ဖို့တော့အကြံပြုချင်ပါတယ် ကဲအားလုံးပြီးသွားပြီဆိုတော့ဒီနေ့ကျွန်တော်တို့အသုံးပြုခဲ့တဲ့ AI ဆောက်လုပ်ရေးအဖွဲ့ကိုအချင်းချုပ်အနေနဲ့တစ်ချက်ပြန်ကြည့်လိုက်အောင် script နဲ့စိတ်ကူးအတွက် notebook LM ပုံဖန်တီးဖို့အတွက် notebook LM ဒါမှမဟုတ် Nano Banana Pro ပုံကိုအသက်သွင်းဖို့ animation အတွက် speedpaint.co နောက်ခံတဲ့အတန်အတွက်11 labs ပြီးတော့နောက်ဆုံးအချောသတ် video develop ဖို့အတွက် Pixtree တို့ကိုအသုံးပြုခဲ့ကြတာဖြစ်ပါတယ် အခုဆိုရင်တော့ဒီစင်စစ်နီလန်းတွေကိုတည်သွားပြီဆိုတော့ကိုပိုင် whiteboard animation video တွေဖန်တီးနိုင်ဖို့အဆင့်သင့်ဖြစ်လောက်ပြီလို့ထင်ပါတယ်ဒါဆိုရင်ဒီမေခွန်းလေးနဲ့အဆုံးသတ်ထင်ပါတယ်ပထမဆုံးအနေနဲ့ဘလို့ဇက်လာမျိုးကိုအသက်သွင်းပြီးတော့ဗီဒီယိုအဖြစ်ဖန်တီးကြည့်ချင်ပါတယ်